လေဘာဝရဲ့လက်ထဲမှာရှိတဲ့ဖလား၃လုံးတွေကပထမဆုံးဖလားတစ်လုံးကိုကင်မြောက်နိုင်မှုရအနှဲငယ်လို့ပရိသတ်များလုံးမင်္ဂလာပါဗျာဘလူးလိုင်းကင်းကနေပြန်လဲကြိုးဆိုလိုက်ပါလေဘာဝအသင်းကယနေ့နေ့စံပိုင်းတုန်းကတော့ပရီးမီးယားလိ FA ဖလားနဲ့ချန်ပီယံလိစတဲ့မေဂျာဖလား၃လုံးကိုရယူနိုင်မှုမျှော်လင့်ချက်တွေရှိနေခဲ့ပါပြီးခဲ့တဲ့လတုန်းကတော့ FA ဖလားမှာအဆုံးသတ်သွားခဲ့ရပေမဲ့လက်ရှိချိန်ထိတော့ဖလား၃လုံးလမ်းကြောင်းမှာအကောင်းဆုံးဆက်ရှိနေစေဖြစ်ပါမကြခင်မှာ PSG နဲ့ချန်ပီယံလိ16အသင်းစင်တူတရကြောပွဲစဉ်ကိုကစားသွားဖို့ရှိနေပါဒါပေမဲ့အိမ်ဝင်းမှာကစားတာဖြစ်ပြီးကိုအား1စီဆိုတဲ့ရလက်မျိုးနဲ့ရလက်ပိုင်းသားစီးကနေကစားခွင့်ရရှိထားတာဖြစ်လို့အပေါ်စီးကနေကစားခွင့်ရရှိထားတာကတော့အမှန်ပဲဖြစ်ပါလေဘောက်ကွင်းမှာ PSG က2ဂိုးပြတ်နေနိုင်မှုဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးလေဘောက်ပဲကွာတာဖိုင်နယ်ကိုတေချာပေါက်တက်ရောက်သွားဖို့ရှိနေပါလက်ရှိခြေစွမ်းရလက်ရှိစိတ်သက်ပိုင်းနဲ့ရှေ့ဆက်နေမှုများအရဒီယာဒီမှာလေဘောက်ကချန်ပီယံလိဖလားကိုရယူနိုင်ဖို့အတွက်ထိတ်ဆုံးကနေရေပန်းစားနေခဲ့ပါဖြစ်လဲဖြစ်တင်ပါဘီယဲလိုအသင်းမျိုးကိုတောင်မှဘယ်လိုမှမလှန်နိုင်အောင်လို့ကစားပြပြီးတော့နိုင်ယူပြနိုင်ခဲ့လေပါဦးကတော့လက်ရှိချန်ပီယံလိမှာအကောင်းဆုံးအသင်းဖြစ်နေပါအန်စတိုဒီကိုရိုင်းကလည်းဒီနေ့ပေါ်လုံးရတဲ့ချန်ပီယံလိမှာပိုဆွဲနိုင်မဲ့အသင်းကလေဘောက်နဲ့ရီယယ်ဒီနဲ့တင်းကလွယ်လို့ပဲအသင်းမှမဖြစ်နိုင်ဘူးလို့ထုတ်ပေါ်ပြောဆိုထားတာပါအခုဆိုရင်လေဘောက်အသင်းအတွက်တကယ်ကိုရေးကြီးတဲ့ရတဲ့ဘက်ကိုရောက်ရှိလာခဲ့ပြီလေဖြစ်ပါPSG နဲ့ချန်ပီယံလိပိုဆွဲခဲ့ပြီးတဲ့အချိန်မှာလေဘောက်ကဒီယာဒီဖလား၃လုံးတည်းကပထမဆုံးဖလားတစ်လုံးကိုယူဖို့အတွက်နျူကက်ဆယ်နဲ့ကာဘောင်ဖိုင်နယ်ပွဲကိုကစားသွားတော့မှလည်းဖြစ်ပါဆောက်တန်နဲ့ပွဲစဉ်ပြီးမှာစလော့ကကာဆင်နဲ့ကစားမဲ့ဖိုင်နယ်ပွဲကိုပါတဲ့တင်ပြောကြားသွားခဲ့ပါစလော့ကတမပိုင်းမှာကျွန်တော်ရဲ့စွမ်းဆောင်ရည်ကညံပြင်းလွန်ခဲ့တာပါကျွန်တော်ရဲ့ကစားပုံကြောင့်မဟုတ်ဘဲနဲ့ကျွန်တော်ရဲ့စွမ်းအင်တွေကအနေငယ်လောက်ကြာဆင်းသွားခဲ့ရလဲပါဒါပေမဲ့အဆုံးသတ်မှာတော့ကျွန်တော်တို့အနိုင်ရရှိခဲ့ပါဒါကနီလန်မျိုးစုံနဲ့နိုင်ရလက်ကိုဖော်ဆောင်နိုင်ခဲ့တဲ့အသင်းကောင်းအသင်းရဲ့လက္ခဏာတစ်ရပ်ပဲဖြစ်ပါမကြခင်မှာတော့ကျွန်တော်တို့ရဲ့အရေးကြီးဆုံးသောအချိန်ကာလတစ်ခုကိုဖျက်ဆီးရတော့မှာဖြစ်ပါတပတ်တာတွင်ရေးကြီးဆုံးပွဲစဉ်တွေကိုကျွန်တော်ရင်ဆိုင်ရတော့မှာဖြစ်ပါခရာမန်ဘလပွဲကလည်းကျွန်တော်တို့အတွက်ရေးပါဒါကကျွန်တော်ရဲ့လက်ကျန်ဖိုင်နယ်3ခုတွေကပထမဆုံးဖိုင်နယ်ဖြစ်ပါကျွန်တော်အကောင်းဆုံးလုပ်ပြနိုင်မှုရည်မှန်းထားလို့ပြောဆိုသွားခဲ့ပါတကယ်လည်းဒီယာဒီမှာစလော့ရဲ့ချန်ပီယံဆုဖလားအိမ်မက်ကြီးအတွက်အရေးကြီးဆုံးသောအခိုက်အတန့်ကိုစတင်ဖျက်ဆီးရတော့မှာလည်းဖြစ်ပါPSG နဲ့ပွဲမှာအခြေချိုးလို့မရဘူးကာဆယ်နဲ့ပွဲမှာလည်းစလော့ရဲ့လေဘောင်းနီးပြပွဲပထမဆုံးဆုဖလားကိုကိုင်မြောက်ခွင့်ရနိုင်မယ့်အခွင့်အရေးဖြစ်ပါတပတ်မှာကာဆယ်ကဒီဖလားပွဲအတွေ့အကြုံများပါလွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကလည်းကာဆယ်ကဖိုင်နယ်တက်ခဲ့သေးပြီးကစားပုံကောင်းခဲ့ပေမဲ့ဂရုံတန်ဟရဲ့ကန်တင်ပြေကစားကွက်ကိုမထိနိုင်ခဲ့တာကြောင့်စီတူလင်ပေါ်ကနေပဲရင်ဆိုင်ကြုံတွေ့ခဲ့ရပါအခုလည်းဆယ်စုနှစ်ပေါင်းများစွာဖလားလက်မဲ့ဖြစ်နေမှုကိုအဆုံးသတ်နိုင်မှုအတွက်ကာဆယ်ဘက်ကဒီပွဲကိုဘင်းအောင်ဖောင်ဖြတ်ဆိုတဲ့စိတ်ကြံမျိုးနဲ့တင်ကစားလာမှာဖြစ်ပါပြီးခဲ့တဲ့ပတ်တုန်းကပရီးမီးယားလိပွဲစဉ်မှာတော့လေဘောက်ကကာဆယ်ကို2စီးနဲ့အနိုင်ရရှိခဲ့တဲ့ဆိုပေမဲ့လည်းဒီပွဲမှာတော့ကြီးထားပြီးချင်းကစားမှာဖြစ်ပါပေါ်စားလို့မရပါဘူးဆလာလည်းဒီပွဲပဲနိုင်ကစားဖို့အတွက်ဆရာထက်တန်နေပါချန်ပီယံလိဒါမှမဟုတ်ပရီးမီးယားလိဖလားတွေကိုရယူခြင်းနဲ့ဆိုရင်ဒီလိုပွဲမျိုးတွေကိုအနိုင်ရရှိအောင်ကစားထားဖို့လိုအပ်ပါဒါမှလည်းစိတ်ခွန်အားတွေရလာမှာဖြစ်ပြီးတော့ကျန်တဲ့ဖလားတွေမှာဆက်လက်တိုက်ပွဲမှုအတွက်အထောက်ပံ့ကောင်းတွေဖြစ်လာစေမှာပါလို့ဆလာကမှတ်ချက်ပေးသွားခဲ့တာပါလေဘောက်ရဲ့လက်ထဲကဖလား3လုံးနဲ့ပထမဆုံးတစ်လုံးအတွက်အဆုံးဖြတ်ပွဲစဉ်တစ်ပွဲကိုကစားသွားတော့မှာဖြစ်ပါစလော့ရဲ့လေဘောက်နီးပြပွဲမှာပထမဆုံးဆုဖလားတစ်လုံးကိုရာသီမကုန်ခင်မှာစတင်ကိုင်းမြောက်သွားနိုင်မလားဆိုတာစိတ်ဝင်စားစရာကောင်းနေပါပြီဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ